TNL ကအခုနောင်ချိုတိုက်နေနောင်ချိုရပြီးတာနဲ့ငါတို့တက်မရှိတဲ့တောင်ခမ်းကိုဆက်တိုက်ဒီကောင်နဲ့တောင်ခမ်းကိုတေချာပေါက်တိုက်တယ်တောင်ခမ်းကိုရခဲ့ရက်ဆောက်ကနေတစ်ဆင့်ရှမ်းပြည်တောင်ပိုင်းတောင်ကြီးထိချန်ကပ်လိုက်တယ်ရှေ့မြောက်ဘက်မှာဆိုရင်တော့နောင်ချိုရပြီးပြင်ဦးလင်းမန်းလေးထိဆက်တိုက်တယ်ပြီးရင်တော့ညာဒေသပေါ့တောင်ခမ်းကိုဒနု PDF DPL ကိုပေးခဲ့တယ် DPL ကိုရွာငံဒေသထိနေမီစိုးမိုးခွင့်ပေးမယ်လို့ဒီကောင်နဲ့မလုံးပေးထားတယ်ဒီကောင်နဲ့နိုင်ချက်လို့ဖြစ်နေတော့ဘယ်တက်နဲ့တိုက်တာသူတို့ပဲနိုင်နေလို့ထင်တယ်အေးအဲ့နိုင်ချက်ကိုရှုံးချက်ပြန်ဖြစ်ဆုံးမပေးရအများနဲ့နောက်ကနေလိုက်နေတဲ့ခွေကိုရှောင်ပြေးနေတယ်လုံးမဖြစ်ဘူးဇာရှိရှိနဲ့နောက်ပြန်လှည့်ကန်ထုတ်လိုက်မှာအထိနာပြီးထွက်ပြေးမှာရန်သူကိုခွေးကန်ပြစ်တယ်လို့ကန်ပြစ်ဒါကြောင့်ကြိုတင်ပြင်ဆင်ထားရမယ့်အလုပ်တွေကိုငါပြောမယ်တရင်လိုက်ခန်းစစ်တွေကိုအကောင်းဆုံးပြင်ဆင်ထားပါတရင်တွေကအရန်ရိတ်ခါနဲ့73စီတို့တက်မောက်ရွှေပြောင်းစုပုံအာမာတာ206ကအရေးကြီးပစ္စည်းနဲ့စာရွက်စာတမ်းတွေကိုထုတ်ဖို့ပြီးတက်မောက်ကိုပို့အာမာတာ406က37လေပြည့်အမြောက်တွေကိုတက်မောက်ကိုရွှေ့အာမာတာ406နဲ့အာမာတာ354တို့ကခန်းစစ်စင်တဲ့အနေထားကနေအခြေအနေမပေးခဲ့ရင်တက်မောက်ကိုလာပေါ့တက်မဌာနချုပ်ကတော့တောင်ခမ်းရဲ့နောက်ဆုံးခန်းစစ်ပဲရေးကြီးဆုံးကတက်အလိုက်ဆက်သွယ်မှုပြတ်တောက်စေနဲ့တိုက်ပွဲကာလမှာဖုန်းလိုင်းတွေပြတ်တောက်ခဲ့ရင်ဆက်သွယ်ရေးဇက်တွေကိုကောင်းကောင်းအသုံးချနိုင်ဖို့မင်းတို့ခုတည်းပြင်ဆင်တာအဲ့တော့အဓိကကြတာငါတို့တောင်ခမ်းဒေသတောင်ခမ်းဒေသအရှိမြောက်ရဲ့နောက်ဆုံးခန်းစစ်ပဲဒါပေမဲ့မင်းတို့သိထားရမှာဒီကောင်တောင်ခမ်းကိုဘယ်တော့မှမရဘူးရှေ့မြောက်ဒေသရဲ့အောင်ပွဲအစတောင်ခမ်းလည်းဖြစ်ရှင်းလားမင်းတို့စိတ်နှခွမဖြစ်ဖို့နဲ့ဘရင်အောင်ဖောင်ဖြတ်ပြီးတိုက်တယ်လို့တိုက်ဖို့လုပ်ရမယ့်အရေးကြီးဆုံးကိစ္စတွေဒီညာပဲလုပ်ကြမယ်ဒီဘက်တော့ရမ်းမယ်လေနားတော့15မိနစ်တွင်ကားကိုတက်မယ်လူတယောက်ကိုထောက်တစ်ခုစီပဲတောင်းမယ်နိုင်ထဲမှာပြောမှကျန်တော့လိုချင်ဘူးဘာကြောင့်မလို့ကျုံမြန်လုံးကျမတို့ကပြည်စည်းကိုဘလို့သိပြီးတော့ဘယ်လိုသွားမှာလဲဆရာကြီးရဲ့ဝေးလိုက်ချက်ကလေးချက်ကလေးကြဘယ်လိုလုပ်မလဲဆရာကြီးရဲ့လူတယောက်ထောက်ဆိုတော့ကျန်တဲ့ပြည်စည်းကဘယ်လိုလုပ်မှာလဲသွားနေတယ်ပြန်မလာကြဆရာကြီးရဲ့ငါလည်းမသိဘူးတိုင်းပေါ်ကြောက်လို့ပြောတာရတော့လို့ဟောဘယ်သူကြမ်းကြခေါ်ဒီကောက်ကိုခေါ်ပါအောင်လေဒါလေတာရှေ့ကိုတောက်ပါတာအမေတာအမေကိုသိချမယ်နော်အမေတာအမေတော့လိုက်လာမှာအမေပါဖာကိစ္စတာအမင်းနဲ့ကိုလိုက်လာမှာဘေးတောင်ကဒီမှာဒီနေရာကကွယ်ဆောက်ရအောင်မှာမင်းရဲ့တောင်ပဲလေတာအမေကိုသိပ်ဘူးလို့ပါအမေရဲ့တာသိပ်ဘူးလို့ပါအမေဘာလဲတာမင်းကြောက်နေရလားကြောက်နေမင်းကဖားရိုက်ပါတော့爸爸ဘယ်တော့မှလဲတာဖေဖေရောခေါ်လဲလို့မရဘူးလားတာမမင်းနဲ့လိုက်သွားလေတာဖေဖေနောက်တော့လိုက်လာမှာတော့အမေမမရှိတော့ရရဲ့တော့အမေမရှိတော့ရတော့အမေမရှိတော့ရဟုတ်ပါတယ်ဗျာသူ့ဖေကင်းသွားရင်တော့ကျမတို့ကပဲကြည့်ရှုစောင့်ရှောက်ပေးထားရတာပါဗျာဒါဆိုလည်းဒီကလေးကိုခင်ဗျားတို့ဆက်ပြီးစောင့်ချင်ပါဟုတ်ကဲ့ပါစိတ်ချပါဒီစိအားလုံးလည်းအစင်းနေပြပါလေဒီရဲ့အစင်းနေပြပါလေတာဒါဆိုခုပဲထွက်ကြအောင်ကဲပါပါမိသားစုဝင်တွေတန်ခီတခြားညမအပဲဒီစားပြစားပြီးခေါ်တော့ဟုတ်ကဲ့
ရဲမေတွေနဲ့မိခုမိသားစုဝင်တွေအားလုံးဒီနေ့မနက်2 နာရီကတော့အောင်မအောင်ရောက်ရှိတော့ပါမယ်။အုတ်ချုံဖြစ်စင်ရှိပါဘူး။အမြောက်တွေအားလုံးကိုလည်းနေရာချထားပြီးပါမယ်။ဟုတ်ကဲ့ညကြချက်တိုင်းဆက်လက်ဆောင်တော့ပါမယ်။ဒီစားပါမဆာကကိုရနဲ့ဆိုတာငါတို့ရဲ့အိမ်ငါတို့ရဲ့မြေအသက်ဆုံးပြီးခံချပါစစ်ကူမျောနေလို့မရခြေလင်တက်တွေလာပေါင်းရင်မြက်လာမပေါင်းလဲရှင်းတယ်တကယ်တော့စစ်တိုက်တယ်ဆိုလူတက်တာပဲနိုင်ငံတော်ကိုကာကွယ်တာပဲခဏထားအဲ့တော့မင်းတို့အသက်ရှင်ခြင်းလားအသက်ရှင်ခြင်းရန်သူကိုကအိုးအောင်ရင်တက်မတက်ရင်တော့မင်းတို့တေမှာပဲရန်သူလည်းတက်နေတယ်ဒီကောင်လေးလည်းတေမှာကြောက်တယ်စွန့်ဝန်းသူတော့အောင်ချောင်းချဆိုတဲ့စကားကိုမင်းတို့ရှင်ဘက်ထဲမှာထည့်တာကိုယ်တက်ဖို့လာရန်သူကိုကအရင်ဥအောင်တက်စစ်တိုက်ပြီဆိုရင်လက်ယုံနဲ့ခြေလင်းတော့မရှိဘူးစစ်သားပဲငါတို့ကန်လာတဲ့သွေးတွေဘလောက်ရဲလဲဆိုတော့မင်းတို့ပြအခုကကြူပြောထားမယ်မတိုက်ရဲတဲ့ကောင်လည်းရှင်းထွက်ကောင်းကိုတက်ပြီးတိုက်တော့ဒီတိုက်ပွဲစပြီဆိုတာနဲ့တိုက်ဖို့လိုက်ပြီးမှဖက်ပြေဖို့မစင်စားနဲ့စစ်သားတယောက်စစ်မတိုက်ရဲလို့စစ်မြေပြင်ကိုစွန့်ခွာတာမျိုးဖက်ပြေးတာမျိုးတော့ရှက်စရာကောင်းတဲ့လုပ်ရမရှိဘူးတေးတာထက်ပိုဆိုးစစ်တပ်ရင်ငါကိုယ်တိုင်လိုက်မယ်စစ်တပ်ရင်ထွက်ပြေးတဲ့ကောင်ရှိရင်ငါကိုယ်တိုင်ပြစ်တတ်ငါထွက်ပြေးရင်လည်းငါ့ကိုပြစ်တတ်ဒါငါပေးနိုင်တဲ့သစ္စာစကားပဲဆက်လို့ပါကမမို့ကျွန်တော်လည်းတိုက်မယ်ဘဝေးကျွန်တော်မနေ့ကရွှေမှုတော်ရွာကိုပိတ်ဖမ်းလိုက်တာလူသိန်း90တော့ရလိုက်တယ်ပုံမှန်အဲ့ကောင်တွေကိုထမင်းချက်နဲ့ပျက်စီးတဲတဲ့နေရာမှာသုံးဖို့ပါအခုချိန်မှာငါတို့အတွက်လိုအပ်နေရကလူသိစုဆောင်မှုကျွန်တော်တက်တယ်ရောဘယ်ကိုဆက်တက်ရမလဲဘိုးဘိုးကြီးသိပြီလားပြင်းဦးလေဘက်ကလားမဟုတ်ဘူးငါတို့မြောက်ပိုင်းနဲ့တောင်ပိုင်းကိုကူဖို့အတွက်စူးညောင်းခလုတ်ဖြစ်နေတယ်စစ်ကောင်စီတက်တယ်ကြံပြီးအချောင်းလုံးမဟုတ်ပါဘူးကွာတောင်ခန့်အမြောက်တက်တယ်အရင်တော့တည်းကစီမံချက်ရှိပြီးသားဆိုတော့ငါတို့အခုချိန်မှာစစ်ဆက်တိုးဖို့ပဲရှိတော့ကျွန်တော်လည်းတောင်ခန့်ရမယ်ဗျာဒီမှာတက်က4တက်တောင်ရှိတာလွယ်ပါမလားမင်းကဘာလဲစိုးရင်တိတ်တုံညာနဲ့ကွန်ဆာရငါတို့တိုက်လာခဲ့တာမာပါတယ်ဆိုတဲ့ခြေလင်ရောခြေမြောင်ငါတို့ဖိတိုက်ဒီကောင်တွေမခံနိုင်ပါဘူးကွာအခုတောင်ခန့်မှာရှိနေတာအမြောက်တက်တိုက်ခတ်ရေးတိုက်တယ်မို့သူတို့တက်နေတာအကျယ်ကြီးပဲနော်ကျွန်တော်တီးသလောက်ဆိုရင်သူတို့တက်တွေကနေမြေကျွမ်းကြတယ်မိုင်30လို့ပါလို့လေ့ကျင့်ခန်းနေဆိုလို့ရှိရင်အဲ့နယ်တဝိုက်ကိုပတ်သွားနေကြတာမပူပါနဲ့ကွာငါတို့တဲ့စစ်တိုက်စားလာကောင်းနေပါကွာဒီနယ်မြေအကြောင်းမသိဘဲနဲ့တော့ငါတို့ပဲသွားပါမယ်ဘယ်နေရာမှာဘာရှိတယ်ဆိုတာကိုမင်းကိုအတိအကျပြောပြပေးမယ်ပြီးတော့ဒီနယ်ကန်တွေလည်းပါတယ်လူအင်အားကလည်းအဲ့လောက်မရှိဘူးတကယ်ငါတို့တိုက်မယ်ဆိုရင်3 ရက်ပဲ3 ရက်ပြည့်ရနဲ့ဒုဋ္ဌဝီလူကိုကြော်မယ်အင်တော်ကြောက်ကူကနေဘာထူးရက်ဆောက်ပေါ့ကွာ
ဦးစင်းလေးဗျာဒီเจ้าမှာအရင်သုံးရတာအဆင်ပြေပါသလားဗျာ အဆင်ပြေပါတယ်တခါကြီးကျောင်းမှာစိုးကုန်းနေရေးထိုင်ရေးဝေယဝိဆအဆဆရရအားလုံးအဆင်ပြေပါတယ်ကျောင်းတိုင်းဆရာတော်ဘုရားကြီးကလည်းစောင့်ရှောက်ပေးပါတယ် တင်ပါဗျာဘုရားတပည့်တော်ဦးစင်းလေးအဆင်မပြေလဲမှာဆိုလို့ရှောက်တင်ရတာဗျာနောက်တစ်ခုကဦးစင်းလေးသာသနာပေါ်မှာအရင်သုံးရတာတော်တော်လေးပျော်မွေ့နေပုံရတယ်ဗျာ ဟုတ်တယ်တခါကြီးဦးစင်တာနာပေါမှာပဲရာတက်ပံနေပြီးတော့အာရဏအကျိုးတွေကိုပဲလှုပ်တော့မယ်လို့ဆုံးဖြတ်ထားရတခါကြီးအကြခင်မှာလဲကျောင်းတိုင်းဆရာတော်ဘုရားကြီးကိုခွင့်ပန်ပြီးတော့မန္တလေးကစာတင်တိုက်တစ်ခုခုမှာပရိယတ်တိစာပေတွားရောက်တင်ယူမယ်လို့ဆုံးဖြတ်ထားရတခါကြီး ဦးစင်းလေးဗျာဦးစင်းလေးစီဟာခုလိုစကားတန်ကြားရတာဘုရားတပည့်တော်အရန်ဝမ်းသာပီတိဖြစ်အောင်လုံးပါလေဗျာဘုရားတပည့်တော်လေဦးစင်းလေးကိုတခုလောက်တော့ရှောက်တင်ပြစီဗျာဦးစင်းလေးသာသနာပြုခကြီးမှာဘုရားတပည့်တော်ခမဲတော်အနေနဲ့ကပ္ပိယာကြီးအနေနဲ့ပါညီမုံတမုံနှမ်းတမွေပါရမီဖြည့်ကုန်လေးပေးပါလို့ဒါလေးတော့ရှောက်တင်ပြစီဗျာဒီပါဗျာဒီပါတဲ့မင်းပို့တဲ့ message ရောက်တယ်လူသိရင်အဲ့လောက်တောင်ရှားသွားပြီလားဟမ် ဟုတ်ကဲ့ပါဘိုးဆွဲတဲ့လူသစ်တွေကတော့မရှိတော့ဘူးရွာတွေမှာဘုန်းကြီးတွေအသက်ကြီးတဲ့အဖိုးကြီးတွေပဲရှိတော့တာ စစ်ကောင်စီတက်တော်မှာပဲပြည်သူစစ်မှုတန်းဆိုပြီးတော့ရဲဘော်စုဆောင်းနေရလေစစ်ဖြစ်နေတဲ့ဒေသမှာတွေ့တဲ့လူတိုင်းရတယ်ငါလို့လူပဲလေဘုန်းကြီးတက်ပါဖြစ်တယ်အရွယ်ကောင်းလို့ရှိရင်တနက်ကင်ခိုင်းလို့ရတယ်အဖိုးကြီးတွေလည်းအလုံးလုံးနိုင်ရပြီသဘောပေါက်စမ်းမှာပေါ့မင်းလောက်နိုင်ပါလေရအောင် ဟုတ်ကဲ့ပါဘိုးစိတ်ကြပါကျွန်တော်ဆက်လုပ်လိုက်ပါ တဲ့ရမင်းဒီမှာဝဲဝဲလို့ရတ်ထွက်တယ်အော်ရပါလို့အားရဟောဒီမှာချက်တယ်ဘူးသေးတာမသိဘူးလားတရားမှာပဲလို့လေအထွေးရဒီမှာတခါကြီးဝင်လေကတဲ့ကတဲ့ No! 你干嘛？你干嘛？你干嘛不要？你不能叫吧？你不能叫，这种当面把你叫。对，我那边就见哪个吧？到没？皮皮，哎呦，来我帮你皮，前面有可以 OK 吗？找你挂档。我的，这，这里，挂档。အရှင်ဖေဟာဖေဟာတပည့်တော်ပေးထားတဲ့ဂတိအတိုင်းတောက်ဦးစင်းလေးရဲ့ကိုစားဖေဟာတပည့်တော်တော်တဲ့ကိုလိုက်သွားရပါဗျာဦးစင်းလေးကိုသာသာသနာတော်စက်ပြီးကြိုးစားဖို့အရှင်ဖေဟာ
ကိုတင်ဆုံးလက်ပြပေးသနာတော့ပါဗျာဒီလိုဦးဒီမိုင်းဦးစင်းလေးဦးဖုန်းကြီးကိုစစ်ဖြစ်နေတဲ့နေရာလေးပြီးတော့ရှောင်ကြရတော့မယ်ဖုန်းကြီးကတော့ဒီအနီးအနားရွာနီးချုပ်ဆက်အဆင်ပြေတဲ့နေရာမှာပဲနေမယ်လို့စိတ်ကူးထားတယ်ဦးစင်းလေးရောဖုန်းကြီးနဲ့တူလိုက်မှာလားထွေးတော့ဘန်းလေးကိုသွားမှရမယ်ရှင်ဗျာထွေးတော့ဒီမှာနေလို့မရဘူးထွေးတော့ခွင့်ပြုလို့ပါရှင်ဗျာကပ္ပိယကြီးအောင်ဒီပြီးတော့ဦးစင်းလင်းနဲ့လိုက်ပါမယ်ဗျဦးစင်းလင်းကိုစောင်းရှောက်မှရမယ်ဗျဒီကွယ်ဦးစင်းလေးရဲ့ဖခင်တခါကြီးဦးအယုံတော်တွေကိုပါသွားတာဖုန်းကြီးနဲ့စိတ်မကောင်းကံဝင်တော့ပြန်ဆောင်ကြရမှာပါကွယ်ထွေးတော်ရဲ့ဖခင်နေရာနဲ့မတွေ့တွေ့အောင်ရှာမှာပါရှင်ဗျာခုတော့ထွေးတော်သွားခွင့်ပြုကောင်းပါပြီကွယ်ကောင်းပါပြီသွားလျာလာလျာဘေးမချင်ရမခပဲနဲ့လူရဆန္ဒပြည့်စုံပါပြီကွယ်ကောင်းပါပြီကဲသွားတော့မင်းတို့ပြုတ်ကွဲနေတဲ့စိတ်ထက်တွေကိုပြန်ပြင်ထားရန်သူကိုတိတ်အထင်ကြီးလို့ပြီးကြောက်လန့်နေတဲ့အတွေ့တွေတခြားစစ်တီတွေမကူဆက်စင်လက်နဲ့ချပြီးထွက်ပြေးတယ်ဆိုတော့အန်ရရှိတဲ့ဗိုင်းရပ်ပဲတက်တီကောင်းပြီးသားကောင်းရင်ကူဆက်စင်ငါတို့တောင်ခမ်းတက်နေရအရှိမြောက်ဒေတာရဲ့နောက်ဆုံးခံစစ်ပဲဒီနေရာနဲ့ရန်သူအလောင်းတွေပုံခုခံပြန်တိုက်မင်းတို့ကြုံခဲ့ရတဲ့ရှုံးနေမှုတွေသင်ခန်းစာဖြစ်ပေါ်ထုတ်ကြကြောက်ရွံ့စရာအားငယ်စရာအဖြစ်မင်းတို့ပါဇက်ကလုံးဝမထွက်စေနားလေဒရော်ဘုံလာရင်ဂျမ်မာဖွင့်ပြီးတော့တွင်းအောင်နဲ့ခံစင်မျိုးငါတက်မှမရှိဘူးတက်လာမြင်အောင်ကြည့်ရောက်အောင်လိုက်ရှိတဲ့နေရာထိမြောက်ကြည့်နေလိုက်ညီးနေရင်ရဲရဲဝံ့ဝံ့လုံးထွေးတိုက်ခိုက်ရန်သူကိုရောက်အောင်တက်အဲ့တိုင်းပြင်ဆင်ထားကြဒါပဲ
ဝင်လာရောဘာဖြစ်တာလဲဘာတွေပုံထားလဲ တော့မှုအပိုတွေရောပြက်နေတဲ့တနက်တွေရောခင်ဗျာ ဒါတွေတိုက်ချူပြန်သုံးလို့မရဘူးလားလက်နက်ပြင်နေပါရောမရှိဘူးလား ဟောဟိုနားမှာတော့ဒဏ်ရာရပြီးရောက်လာတဲ့လက်နက်ပြင်တိတ်တိတ်တယောက်တော့ရှိပါတယ်ခင်ဗျာ တူဆရာလက်နက်ပြင်ခဏလာပါဦးဗျလမ်းလျှောက်လို့ရတယ် 哦，ရပါတယ်ဗျာ ခင်ဗျပဲတက်က ဟိုခမရ325ပါဟိုတန်ရပြီးကျွန်တော်ရောက်လာတာပါ တန်ရာချင်းနေအောင် ဟိုလက်တွေခြေတွေကတော့ကောင်းပါတယ်ဒါပေမဲ့ခီးဝေးတော့ကျွန်တော်မသွားနိုင်ဘူးတမန်ပါ ဒါဆိုတော့ပဲခင်ဗျကျွန်တော်စီမှာစိတ်ကူပြီးတော့တိုက်ပွဲကနေရောက်လာတဲ့တနက်တွေကိုပြင်ပေးတေချာလေးလုပ်ပေးတနက်တက်လက်ကောင်းရင်တယောက်တက်ရှင် ဟုတ်ကဲ့ပါတမန်ပါကျွန်တော်တေချာပြင်ပေးပါမယ်ဟိုကျွန်တော်တက်ကူတော့အကြောင်းကြားပေးပါ အဲ့တော့စိတ်ချအဆက်တော်ရတယ်နဲ့ငါတို့ပြောပြမယ်ဟုတ်လားဒီချိန်နေလက်နဲ့ကြည့်တော့ဘယ်လိုလုပ် သူတို့တက်ကအဖွဲ့တွေကဒဏ်ရာရနေတော့ပုံနေတော့တက်မှာဘူးကျွန်တော်ကြီးအဖွဲ့တွေပဲယူသုံးလိုက်ပါခင်ဗျာ ကောင်းတယ်ကွာငါတို့ပြစ်ကူပေးတဲ့အခါပိုပြီးမြင်မြင်ဆန်းဆန်းရှိတာ ဟုတ်ကဲ့ အာအမလေးညားလိုက်တဲ့တနတ်တွေ ချော်ရီဒီချိန်တော့တို့ဒီရွာကနေထွက်သွားတဲ့နေမလားဘာဖြစ်လို့ပေးကပ်ပြီးနေရလဲဒေါနုကဘာမှမပြောလား ငါတို့တောင်ခမ်းမှာမနေရပြီမလားနင်တို့တိုင်နေရတောင်ခမ်းနေ အေးလေကွယ်အင်းပုံဆိုတာစစ်ပွဲတွေမရောက်နိုင်ဘူးမလားချောရီကလည်းဒီနေ့ကလုံခြုံတယ်ဆိုလို့လေ အာလွတ်လွတ်ကင်းကင်းမှသွားနေစမ်းမှာတော်ရဒီနေကတိုက်ပွဲနဲ့နီးရဗျချော်ရီနင်ကငါးညမဆိုပေမဲ့ငါအခုချိန်မှာဒနုဘက်ကလူကြီးနေမြေတာဝန်ခံတော့နင်ငါပြောအောင်နားထောင် ငါတို့အဲ့လိုဝေဝေသွားစရာလိုလို့လားဟဲ့မကြခင်ငါတို့အားလုံးတောင်ခမ်းကိုပြန်လာမှာပဲဟာ နေ့စကားဘာဒိတ်ပဲဘာလို့ဆိုလို့ရလဲချော်ရီငါရှင်းအောင်ပြောရင် ငါတို့နောက်ချိုးတောက်ခမ်းဒေတာလေးကတိတ်လှတဲ့နေရာလေးဟဲ့အလကားနေလာဖြက်စီးရဲ့တွေကြကြနေလို့မရအောင် ကြာကြာနေလို့မရတာ
နင်းအထင်ကြီးနေတဲ့စစ်ကောင်စီတပ်အခုလည်းငါတို့မနေရခံတိုက်နိုင်တယ်နင်းစောင့်ကြည့်လိုက် ဟဲ့ချောကြီးစကားတွေအလွန်ကြုံမပြောပါနဲ့ဟဲ့ဟိုမှာလည်းဒစိမ့်နေရှိနေတယ် ပြောမှရမယ်အမေတချို့က TNL လေးဆိုတဲ့ကောင်ကြီးရဲ့ကြိုဖြစ်နေတာဘဝင်မြင့်ချင်နေရဘာမှမဆိုင်တဲ့ဓနုတွေကိုလက်နက်ကင်နိုင်ဓနုဒေတာကိုလာဖြက်စီးရဲ့သူများခိုင်းဘက်ဖြစ်နေရတာမရှက်တတ်တဲ့သူတွေကိုပြောမှရမယ် နင်းကောင်မြောက်တက်ကစစ်ပွဲစကားတွေကိုငါလည်းစွဲနေရတယ်ထားပါလေတဝင်းဝဲဆိုနေနင်ကငါညမခုချိန်မှာနင်ဘာပဲပြောစိတ်ဆိုးနေပုံငါမှအချင်းမရှိဒါပေမဲ့ငါတခုပြောမယ်နင်းကောင်ရှိရဲ့အမြောက်တက်ဘက်ကိုဒီလုံးဝသွားဖို့မစင်စားနဲ့နော်သူတို့ရဲ့မိန်းမနဲ့ကလေးတွေတော့အစောကြီးထွက်ပြေးသွားကြနင်းနဲ့ဒေါ်လူလည်းဝေးဝေးသွားငါပြောကြားရင်နော်ငါတို့တက်တယ်မကြခင်ဒီနေရာကိုရောက်လာလိမ့်မယ် သမီးငယ်ငါတို့ရက်ဆောက်ဖတ်ဖို့သွားကြမလားဟိုမှာလည်းအမျိုးတွေရှိရလေ စိတ်နာတယ်အမေသမီးရဲ့ရှိမှန်းချက်နဲ့ဘဝတွေကိုဖျက်ဆီးတဲ့ကောင်ကိုမကျင့်တတ်ဘူး မငိုပါနဲ့ချော်ရယ်အရာအားလုံးခံနိုင်ရှိအောင်လုပ်တာတိုင်းပြည်ရဲ့အခြေအနေရပါချော်လေးလုံုံတဲ့နေရာမှာနေနော်ဟုတ်ရဲ့ချော်တီတာလေးပြစီတော့ပြီကိုရဲ့ချော်ရဲ့ရင်ဖန်ချက်ဖြစ်တယ်တိုင်းပြည်လည်းခရီးသားလုပ်ငန်းလည်းသူတို့ဖြစ်စီလိုက်ကြပြီကိုရဲ့အကိုတို့တက်တည်ရှိပါတယ်ကျော်ဒီကောင်းလေးတောင်ခမ်းမှာကြာနေခွင့်မရပါဘူးဒီကောင်းလေးရှိရနေရမှန်းလေအကိုတို့အမြောက်ကြည်စံနေရလိုက်ပြီးချိန်မုံနေမှာပါချော်လေးရစပ်တော့ရမယ်အကူဒါမဲ့
ကျောကိုထားခဲ့ပြီတို့တော့မတူမကူးချင်ဘူးကိုရဲ့ကျောလိုလောက်ရမလဲ ကျော်အခုချိန်မှာဖြစ်တဲ့နောက်ဦးစားပေးရမယ်ကျော်တိတ်မကြခင်မှာကျော်အခုစီပြန်လာမှာပါအကိုတို့ကတောင်ခမ်းကိုတေခံပြီးကာဝယ်ကြမှာသူတို့တောင်ခမ်းကိုမရစေရဘူးကျော်စိတ်မပူနဲ့ဘာလို့လဲပါတာလဲဘလို့ဒီညရောက် ကိုတူမပေါ့ရက်ဆောင်မှမနေကြဘူးဆိုလို့ဒီမှာတောင်းတင်နေရလေသတင်းတွေကလည်းအမျိုးမျိုးဆိုတော့ဘာလို့ရမှမသိဘူး ငါလည်းစံတော်ဘဝနဲ့ရိခါတင်ပြီးကြည့်ရောက်လာတာဟာဒါနဲ့တောင်ခန့်ချသွားပြီဆို ဟာမဟုတ်ပါဘူးခိုင်စော်ရဲ့လုံးဝမကြသေးဘူးသမီးတည်တယ်တိုက်နေကြတော့မရှိသေးတာဒါပေမဲ့ဘာဖြစ်လဲ မကြီးရင်နာမြောက်တဲ့နဲ့တောင်ခမ်းမြောက်တဲ့ကတော့လမ်းကြောက်ပြတ်သွားပြီ TNL က406မြောက်တဲ့ကိုသိမ်းပြီးဆက်သွယ်ဖြတ်လိုက်ကြတာ ဒါဆိုရင်ငါညီဘိုးလေးတင်ရှိတဲ့350လေးမြောက်တဲ့ကိုငါသွားမှဖြစ်မယ် ဘာလို့မလဲဦးခိုင်စော်ရဲ့ နိုင်တော့သွားကူရမယ်လေပြီးတော့ချင်းနေမှန်ကိုလည်းမေးရမယ် လူတွေကတောင်ခမ်းကြောက်သွားပြီလို့ထင်နေကြတာကိုခိုင်စော်ရဲ့တခုခုတော့လုံးဝရမယ်ထင်တယ်နော် ဟုတ်တယ်ဦးခိုင်စော်တောင်မရဲ့လူတွေလည်းစိုးရိမ်နေကြပြီအမှန်ကိုသိအောင်လုပ်ပေးပါ တမတော်ကတော့ချင်းနေမှန်ဒီအားလုံးကိုသိပါတယ်ရသားပြည်သူတွေချင်းနေမှန်ကိုသိဖို့အတွက်ငါကြိုးစားမယ်ဒါဆိုရင်ငါ350လေးမြောက်တဲ့ကိုငါသွားမယ်မင်းတို့လိုက်ဦးမလား မတော်ပါနဲ့သမီးရဲ့အနေနဲ့များတယ်လေဒီမှာလဲကားကြုံနေရပဲငါတို့ရက်ဆောက်ကိုပြန်ညမယ် ရက်ဆောက်ကိုတော့မသွားဘူးအမေဒီမှာပဲခဏနေပြီရဲဘော်တွေကိုနိုင်တဲ့လောက်ကူ ကဲဆရာကြီးတက်မစက်ခေါ်နေပြီဘိုးကြီးကိုကြည့်ရတာလဲစက်ကင်နိုင်တဲ့အခြေအနေမရှိတော့ကျွန်တော်တို့ထဲမှာဘိုးကြီးပြီးရင်ဆရာကြီးစီကျူကအကြီးဆုံးပဲဆရာကြီးစက်ကင်လိုက်ပါလား အခုချိန်မှာကျွန်တော်တို့ဆက်ကင်လိုက်လို့ရှိရင်
တခြားတနေရာရောတော့တိုက်ရလိုက်ပဲထင်တယ်ဆရာကြီးမသိတယ်လို့ပဲနေလိုက်တာပိုကောင်းမှထင်ပါရဲ့ဗျာ ဟုတ်တယ်မဟုတ်ပြောတာမှန်းတယ်ဟုတ်တယ်ဆရာကြီး ဟာဟဲ့အောင်လေဒါစစ်တိုက်နေတာကွာဖတ်ထိတ်လုပ်နေတာမဟုတ်ဘူးငါတို့တက်ခွဲမှာဘူကြီးမရှိရင်ဆရာကြီးကအကြီးဆုံးပဲဘာတောင်းမဲ့ပေးကွာတမဆက်ခေါ်တာတော့ကင်သိနေမဟုတ်လားတူရမစစ်တွေရှိလားတူရမစစ်တွေရှိလားတူရမစစ်တွေတန်ကောင်းလားစစ်တွေရှိလားတူရမစစ်တွေရှိလားတူရမစစ်တွေတန်ကောင်းလားတူရမစစ်တွေတန်ကောင်းလားစစ်တွေရှိလားဆရာကြီးစက်မကန်ဘူးဆိုရင်ကျွန်တော်ကင်လိုက်ရမလားဆရာကြီးဒီတက်ခွဲကိုစက်ပြီးဥမဆောင်နိုင်တော့ဘူးဆိုရင်ကျွန်တော်စက်ပြီးဥဆောင်ပါတော့တူရမစစ်တွေတန်ကောင်းလားငရဲမသူတွေအတန်ကောင်းလား သူရိန်တန်ကောင်းတယ်ခုပြောနေဘာလို့လဲ ခမာယာ906ခွဲ3ကတက်ကြက်ရဲထုံးနိုင်မှာ ကောင်းပြီငယ်မင်းတက်ခွင့်မှုတစ်ချိန်နဲ့သိချင်တယ် တက်ခွဲဘူးဒန်းစီပြီးတတိပါလစ်နေပါပြီဒီတက်ခွဲကိုခေါင်းမောက်လို့ဖို့ကကျွန်တော်ပဲကြံပါတော့တယ် ကောင်းပြီငယ်ငါမင်းနဲ့ပဲဆက်လုပ်မယ် လက်ကျန်ဖွဲ့ကိုမင်းမဲဆက်ပြီးဥဆောင်တာ လက်ရှိနေရာမှာခိတ္တအခြေပြုပါဒါပဲ ကဲဟဲ့အောင်လေမင်းတို့အလုပ်ထမင်းတို့တွေပါဒီဟုတ်လားကဲဒီတက်ခွဲကိုငါအဥဆောင်မယ်ဆရာကြီးတို့တော့အားနာပါတယ်ဒါပေမဲ့ရှေ့ဆက်ပြီးစစ်တိုက်ရအောင်မှာဆိုတော့ဆရာကြီးကလည်းတက်ခွဲကိုဥဆောင်နိုင်စွမ်းမရှိတော့ဘူးဆိုရင်ကျွန်တော်ကပဲတက်ခွဲကိုအစအစရရတာဝန်ယူလိုက်မယ်ကဲဟဲ့အောင်လေဒီနေရာကတောင်ခမ်းအမြောက်တက်ရဲ့ area ပဲဒီနေရာနေပြီးတော့ငါတို့တတိရှိခံချမယ်လုံးဝနောက်မဆုတ်ဘူးနောက်မတူဘူးမင်းတို့တွေထဲမှာငါဥဆောင်တဲ့နောက်ကိုမလိုက်နိုင်တဲ့လူရှိအခုငါ့ကိုတခါတည်းပြော လိုက်မယ်ဗျာဆရာရဲတာဥဆောင်နေဆိုရင်ငရဲသွားထိလိုက်မယ်ဖြစ်ချင်တာဖြစ် မင်းလွယ်တာတွေငါ့ကိုပြောဟုတ်ကဲ့ပါတက်မှမှု40ဘုံဒီ150နဲ့5556 2000လောက်လိုချင်ပါတယ်အရေးပေါ်လိုနေပါတယ် ရတယ်ငယ်မင်းလိုချင်တာပြောငါအားလုံးရအောင်ပို့ပေးမယ် ငါလိုချင်တာကမင်းတို့ရှိရကုန်မယ် အဲ့ဒီကုန်းကနေဒီကောင်တွေငါတို့တက်မအောင်ဒုက္ခပေးလိုက်မယ်အဲ့ဒီကုန်းကိုရအောင်တိုက်ဒါပဲ ဟုတ်ကဲ့ပါတက်မှမှုအခွင့်သာတဲ့အချိန်တစ်ခုကိုစောင့်နေပါတယ်ကျွန်တော်ဒီနေ့ပဲတက်သိမ်းမှမယ်တက်မှမှုဆရာရဲ့ရှေ့ရစခန်းကုန်းတိုက်မယ်ဆိုဆရာရဲ့ဘယ်လိုက်မှာ ဟာပွဲရနေလိုက်မှာပေါ့ကွာငါဘယ်တော့အနောက်မှလိုက်ဘူးလို့လဲဒါနဲ့နေသမအောင်မင်းကဘာလို့မေးရလဲ79နဲ့ပွင့်လိုက်လို့စင်ပြေပါ့မ ဟာဟဲ့အောင်ရှေ့ရဝဲသားတွေက40နဲ့အနီးကထိုးပြလို့ရှိရင်အသေးကြောက်တာကွာသေးပါထွက်ကြမယ်
ငါမင်းတို့နဲ့အတူတူတက်14နဲ့ထိုးပြစ်ဒီကောင်နေဖြိုပြဲဖြစ်လို့ရှိမင်းတို့ကဝင်ချဒါပဲလေကွာအခုချိန်ကနေ့ကင်း12နာရီလောက်ရှိပြီဆိုတော့ဒီဝဲစားတွေအစာကောက်ချိန်တော့ရောက်နေပြီဒီချိန်ဝင်ပြစ်တော့အတော်ပဲကဲကြားပါတယ်ကွာအားလုံးသိမြင်ငရဲကောင်းပါတယ်မင်းကိုကားဆက်ထားမှုကတက်ချက်ကြီးအဆင့်တိုးပေးလိုက်ပြီကွာမင်းအတွက်ကုန်ယူပါတယ်ကျေးဇူးတင်ပါတယ်တက်မှမို့ကျွန်တော်ရဲ့အဖွဲ့တွေအားလုံးညီညွတ်ကြလို့ပါဒါလည်းမင်းတော်လို့ပါကွာဒါနဲ့မင်းကို3ရက်တက်ထားတဲ့ယူနီဖောင်းအခုပဲပုတ်ပေးလိုက်ရမလားမပို့ပါနဲ့ဦးတက်မှမို့တောင်ခမ်းကနေဟိုကောင်တွေအားလုံးထွက်ပြေးသွားတဲ့အချိန်ကြမှာကျွန်တော်လက်မောင်းမှာ3ရက်တက်ပါမယ်သာသမီတွေကိုလည်းတစ်ခါတော့အပါပြောလာတယ်။ကြောက်။တွင်းညာအားလုံးဒီကောင်ခေါ်လာပါနဲ့တွင်းညာ။တောင်းဆက်လက်တောက်စမ်းပါ
啊，我ดูว่าเราว่าเนี่ยเอาดิไปเลยล่ะทำไมทำไมไอ้ทำไมอ่ะစစ်တိုင်းတဲ့သူတွေကျွေးဖို့ချက်လာတာခင်ဗျားကျွေးချင်ပေးချင်တယ်ဆိုလို့ရှိရင်ခင်ဗျားစောင့်ရတဲ့ပေးလိုက်ခင်ဗျားထွက်လို့သိလိုက်မယ် ဟေ့ဘာဖြစ်တာလဲသူလဲကောင်းမှုကုသိုလ်လုပ်နေရလေဒီလောက်ထမင်းနဲ့ရတော့ကွာရှေ့တန်းရဲဝင်ထမင်းငတ်မသွားပါဒီကိုလာဖို့ရဲ့ထမင်းတွေကိုတော့မှကောင်းစားနိုင်ကြမှာမဟုတ်ဟိုမှာအသေးတန်စစ်တိုက်နေတာ စားနိုင်တယ်မစားနိုင်တယ်ငါတို့မသိရှေ့မှာစစ်တိုက်နေတဲ့သူတွေစီကိုမရောက်ရောက်ပို့ပေးရမှာမင်းတို့တလူတွေတောက်မယ် အေးပေါ့ကွာမင်းတို့ပေးရဲ့လက်နက်ခဲရန်မင်းတို့ကျွေးရဲ့ထမင်းကိုစားပြီးတော့ငါတို့ကစစ်တိုက်နေရတယ်ဆိုတော့လေမင်းတို့လူပေါင်းဝထားကြအောင်ပေါ့အချိန်တန်ရင်ဘယ်ကောင်ကကြားလဲဘယ်ကောင်ကနွားလဲဆိုတော့မင်းတို့သိလား ကြားတွေနွားတွေငါတို့ကမဆိုင်ဘူးငါတို့သိတာကိုယ်နဲ့မဆိုင်ဝင်မရှုံနဲ့အာမချောင်းနဲ့မဟုတ်တော့တော့ပုံမှုကြီးတဲ့တင်းပို့လိုက်မင်းတို့ကနာကားကုန်ခင်ဗျားလည်းသိတာနေ တင်းရအောင်ငါတို့2 double 0မှာအဖွဲ့တစ်ဖွဲ့ခွဲပြီးတက်မယ်ငါတို့စီကဘိုးကြုံမျိုးလိုအဖွဲ့ကဘိုးကင်းရှေ့ကနေပြီးတော့ရောက်ပြတိုက်မယ်ငါနဲ့ငါစစ်ကြောင်းနဲ့တက်ဖွဲ့တစ်ဖွဲ့ကအနောက်ကနေဝင်မယ်မင်းနဲ့မင်းဖွဲ့ကငါတို့ point တစ်ခွဲကိုလမ်းပြပြီရတယ်တကယ်ချင်းဘိုးကင်းနောက်ကိုဝင်တဲ့လမ်းရှိရလေငါပြပေးပါမယ်ရန်လေဆိုညီလေးနဲ့ညီလေးအဖွဲ့ကဘိုးကင်းနောက်ကိုရနိုင်တယ်ရအောင်ကတ်တာညီလေးက point တစ်စင်းနောက်လိုက်ကိုစီကအမေးရကနေဝင်မယ်ရလားဟုတ်ကဲ့ဘုံဒါဆိုရင်ကျွန်တော်အဖွဲ့ဝင်တာနဲ့ကြုံမျိုးတို့အပြည့်ရပေးပါဟုတ်ကဲ့ပါကိုကြီးဝင်လာတဲ့ကျွန်တော်အပြည့်ပေးမယ်ကျွန်တော်လည်းကောင်းလေးကိုကျွန်တော်ပြည့်မယ်โอเคအဲ့ဒါထွက်ကြမယ်
တောင်မောင်ကြီးစကန်ပင်မာကုန်ရန်သူကအင်အားလုံးရင်းနဲ့ဖိလာတော့အကြဆုံးနဲ့အောင်ခဏစုတ်ခွင့်ပေးထားတာဒီကောင်နေဖြူဖျက်ဖြစ်နေတော့ရန်သူကိုအနာမပေးပဲပြန်တိုက်ရမယ်တိုက်စစ်မျက်နှာစာနှစ်ခုနဲ့တိုက်မယ်လက်နဲ့ကြီးပြစ်ကူယူပြီးဘဲညာနှစ်ဖွဲ့ခွဲပြီးတိုက်မယ်ပြစ်ကူမှာ37တွေကပါလာလိမ့်မယ်37တွေကလေချောင်းရံကာကွယ်အတွက်အသုံးပြုတာဖြစ်တဲ့အတွက်ဓာတ်ရိုက်ပြစ်ကူအတွက်အဆင်ပြေပါမလားတမောင်ခင်ဗျပြေတာပေါ့ကွာဒီချိန်မှာငါတို့မှရှိသမျှလက်နက်အကုန်သုံးပြီးတော့ပြန်ချရမှာဝရင်ထုံးနဲ့အခွင့်အရေးပေးလာရင်ဝရင်ထုံးနဲ့ရိုက်တက်ရမှာပဲဖျားကုန်းကနေ37 12.7အနေနဲ့ရန်သူဘန်ကာတွေကိုဓာတ်ရိုက်ပစ်တယ်ခေါင်းမဖော်နိုင်အောင်ဖြစ်နေတဲ့ရန်သူကိုရဲရဲဝံ့ဝံ့လုံထွေးတိုက်ခိုင်းမယ်ကာကင်းနေစီစစ်ကူမပို့နိုင်အောင်ဂုံတကုန်းเจ้าကိုခြေလင်လက်နဲ့ကြီးတွေနဲ့ပစ်ခိုင်းပါတင်ပြတာရှိတယ်ကျွန်တော်တင်ပြကြရှိပါတယ်တမမို့ကျွန်တော်တက်စုရဲ့တိုက်ဆက်လမ်းကြောင်းအဖြောင်းပြလက်နက်ရဲ့အောက်ကနေတက်ခွင့်ပြုပါခင်ဗျာ37နဲ့12.7ပြည်လန်းချောင်းအောက်ကတက်မယ်ဆိုရင်အန်ရများနိုင်ပါတယ်တမပြည်လန်းချောင်းရောကြရင်ကိုတက်ကိုပြန်ပြစ်တယ်လို့ဖြစ်သွားနိုင်ပါတယ်တမခဏနေပါဦးခန့်ကျော်စစ်ကူးနဲ့ဖြူအောင်ခဏနားထောင်ကြည့်ပါပြောရန်သူကကျွန်တော်တို့တိုင်စနိုက်ပါနဲ့ထောက်ပြီးစနိုက်ပါပစ်ကိုအောက်ကနေတဲ့တက်တာပဲတမမို့ကျွန်တော်တို့ကလည်းရန်သူခေါင်းမထောင်နိုင်နဲ့အဖြောက်ပြလက်နက်တွေဓာတ်ရိုက်ပစ်ကိုအောက်ကနေတက်ပါမယ်ရန်သူကိုတက်တိုက်တာဆိုတော့ဘလို့နည်းနဲ့ပဲတက်တယ်အန်ဒီရောရှိပါပဲဒါပေမဲ့အဖြောက်ပြလက်နက်ရဲ့အောက်ကနေအချိန်ကိုက်တက်ပြီးအနီးကတိုက်တာပိုပြီးအားသာချက်ရှိပါတယ်ဓာတ်ရိုက်ပစ်ခံရလို့ရှော့ရနေတဲ့ကောင်လေးအစင်လေးမဖြစ်ခင်ကျွန်တော်တက်စုကစခန်းပေါ်ရောက်တက်ပြီးချိန်မောင်းပါမယ်မင်းပြောတော့ကောင်းတယ်ခန့်ကျော်စစ်နီးပြူကအခြေခံသဘောတရားတွေတော့နည်းနည်းလေးလွဲနေတာပေါ့ကွာဒါမှမဟုတ်ခွင့်ပြုတယ်အရေးကြီးတာက37နဲ့12.7မတိုင်မီကြိုတင်ချိန်မှုပြစ်ခတ်ခြင်းအသားကြအောင်လုပ်တာကြည်ရောကြလို့မရဘူးတိတိချက်ချက်ပိုက်ပိုက်နိုင်နေပြစ်
မှမဟုတ်ကျွန်တော်လည်းတိုက်မှာမိုင်းဆက်ဆက်တဲ့ပြတ်သားငါရွေးရှာဒီမြေဟာတို့မြေဒီရေဟာတို့ရေ is booty ပါလေရာကျွန်းပေါ်ထုံးတဲ့ငါတို့ပြေအသက်နဲ့ခန္ဓာနေအခါရင်ထဲမှာဟစ်ကျွေးနေအတန်တွေလေးထဲမှာကြလာလဲနဲ့များတဲ့စွမ်းနဲ့တို့ရဲ့စိတ်ထားဒီမြေဟာတို့မြေဒီရေဟာတို့ရေဒီကဘာမြေလဲရဲ့ရဲ့တင်းတဲ့အဆုံးတိုင်းထီတန်းစေအသက်နဲ့ခန္ဓာရင်သူတွေရဲ့ပဲတင်ထားစကားတွေအတန်တွေလေးထဲမှာကြလာတန်တွေလေးထဲမှာကြလာ